Unplugged show မှာတော့ကျွန်တော်အနည်းတွေပဲဆိုပြဖို့မှာပါတယ်ပြင်းစားတွေတော့မဆိုပါဘူးပြိတ္တနာညီပြီးအကုန်လုံးထပြန်ကုန်ပါဆိုလို့ဒီပွဲမှာကျွန်တော်တို့တချင်းတယောက်၄ပုတ်ပါတချင်းတွေကတော့ကျွန်တော်ဒီမတိချင်းချီရလောနဲ့စိတ်ဂျယ်ရီကျွေသွားသည့်တိုင်ရယ်ချစ်တွေမြဲနိုင်ဘူးလေအဲ့တချင်းတွေကကိုမျိုးရဲ့အကြိုက်ဆုံးတွေပါလားကျွန်တော်ဘယ်လိုခေါ်မလဲတချင်းကျွန်တော်စိုးရချင်းတို့ကျွန်တော်အကုန်ကြိုက်တာပါပဲကဲကိုမျိုးကြီးကိုရိုင်းရေးပြီးကိုရိုင်းဆိုမဲ့တချင်းတွေပြိသက်တွေဘယ်လိုလောက်ကြားနိုင်မှာမလဲရှင်ဟုတ်ကဲ့ကိုရိုင်းရေးပြီးကိုရိုင်းဆိုမဲ့တချင်းတွေကတော့မကြားတော့ပါဘူးကြားမှာပါနှစ်သက်ဆုံးကတော့အဲ့ rock guitar ပါပဲအဲ့ channel နောက်ပိုင်းပေါ်တဲ့ order တို့ modern rock တို့အဲ့ပုံစံတွေလည်းကြိုက်ပါတယ်ဒီပွဲကိုမကြည့်ဖြစ်တဲ့ City FM ပရိသတ်တွေအတွက်ဒီပွဲမှာကိုမျိုးကြီးဆိုမဲ့တခြင်းတစ်ပုတ်လောက်နည်းနည်းညှိပြပေးရင်တိချစ်သူတွေကိုနှုတ်ဆက်ပေးစီချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့တီးလုံးမပိုင်တော့ကျွန်တော်မဆိုတတ်ပါဘူးဟိုဒီကညီမလက်ခုပ်တီးပေးမယ်ဆိုရင်ကျွန်တော်ဆိုပါဒီပွဲနဲ့ပတ်သက်လို့ကိုဝိုင်းကိုကျမတို့ City FM ကသိချင်တာလေးနည်းနည်းမေးခွင့်ပြုပါဟုတ်ကဲ့ခင်ဗျရပါတယ်ဟုတ်ကဲ့အခုကိုဝိုင်းရဲ့တခြင်းတွေကပေါ့နော်များသောအားဖြင့်ဟို unplugged arrangement နေနဲ့လိုက်ဖက်ပါတယ်အခုဒီပွဲမှာရောဘယ်သူတခြင်းလေးတွေဆိုဖို့စီစဉ်ထားပါလဲကျွန်တော်တခြင်းလေးပို့ယူထားပါတယ်တယ်လီဖုန်းရယ်အန်နီရယ်သင်ခန်းစာရယ်ပြီးတော့မိုးသေးတဲ့မှာဆိုတော့တခြင်းလေးယူထားပါတယ်